လမ်းပေါ်ကအင်ဂျင်မဲ့ကောင်လေးတယောက်ဟာအာလူတစ်လုံးကျနေတာတွေ့တော့မင်းသမီးစုရီကိုအမအာလူလားဆိုပြီးကောက်ပေးခဲ့ပါတယ်။အင်ဂျင်မဲ့ကောင်လေးလည်းစုရီရဲ့အလှမှာနစ်မျောသွားခဲ့ရတာပေါ့။စုရီကအင်ဂျင်မဲ့ကောင်လေးလက်ကိုဆွဲလိုက်ပြီးနင်လှုပ်လို့လားလို့မေးလိုက်တဲ့ကောင်လေးကအားနာပြီးနှုတ်ဆက်နေတော့စုရီဟာလက်ကိုဆွဲပြီးဟိုတယ်တစ်ခုရဲ့စဖိုမှုတွေရှိတဲ့မိဖို့ချောင်းကိုခေါ်သွားခဲ့တဲ့စုရီဟာစားဖို့မှုကိုဒီကောင်လေးကထွက်သွားတဲ့မိဖို့ချောင်းကူနေရာမှာလုံမဲ့သူပဲလို့မိတ်ဆက်ပေးလိုက်တာပေါ့။စဖိုမှုကညီမလေးစုရီလူတွေဒီလောက်များနေတာဘာလို့ဒီလိုအင်ဂျင်မဲ့ကိုခေါ်လာရတာလဲလို့ပြောလိုက်ပါတယ်စုရီကဘာမှမသိဘဲနဲ့တော့ဘာတက်အောင်မှလည်းစမ်းခိုင်းကြည့်လိုက်ပါလို့ပြောလိုက်တဲ့စဖိုမှုကတော့အသားဟင်းချက်ခိုင်းပြီးအစင်မပြေရင်ချက်ချင်းမောင်းထုတ်ဖို့ပြောလိုက်တဲ့နောက်ပြီးဒီညဟာတမရမိတ်ဆုံစားပွဲရှိလို့ငါတို့လို5 star အဆင့်ရှိတဲ့ဟိုတယ်တစ်ခုအနေနဲ့မှားလို့မရဘူးမှားတာနဲ့မောင်းထုတ်ပြစ်မယ်လို့ကြေးမောင်းလိုက်ပါတယ်စုရီကအင်ဂျင်မဲ့ကောင်လေးကိုစဖိုမှုအင်ဂျီချက်ချင်းသွားလဲပြီးခေါ်လာခဲ့တဲ့စဖိုမှုကအသားဟင်းချက်ဖို့ခိုင်းလိုက်တော့ကောင်လေးကချက်ချင်းစကင်မာတော့တဲ့စဖိုမှုကဒီသားတော်ကိုချက်မဲ့ဆိုရင်တလက်မရှည်နဲ့3မီလီမီတာအတိအကျပိုင်းဖြတ်နိုင်မှအသားဟင်းရဲ့အရသာနဲ့တက်ချပိုင်းကကောင်းမွန်မှမှုသူ့အောက်ကစဖိုမှုတွေကိုရှင်းပြနေတာပေါ့အဲ့အချိန်မှာကောင်လေးကအသားလီးပြီးပြီလို့ပြောလိုက်တော့စဖိုမှုတွေအားလုံးအယံအံ့ဩသွားကြတယ်ပေတန်နဲ့တိုင်းကြည့်တော့တကယ်ကွက်တိကျနေတဲ့အရွယ်စားဖြစ်နေပြီးအင်ဂျင်မဲ့ကောင်လေးရဲ့အရေးချင်းကိုအားလုံးအံ့ဩသွားကြတယ်